Hello အားလုံးပဲမင်္ဂလာပါဒီနေ့ collective လေးတွေအတွက်ကိုကြားတော့လေးကြည့်ပေးမယ် collective လေးတွေဒီနေ့ကနေစပြီးတော့မှတစ်လအတွင်းမှာ collective လေးတွေရဲ့အခြေရေးကံကြမ္မာပြီးတဲ့အခါမှာငွေရေးကြေးရေးစီးပွားရေးပေါ့နော်အဲ့ဒီနှစ်ခုကိုကြည့်ပေးမှာပေါ့ကြည့်ပေးပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒါ D-Leaf Oracle Fortune Card လေးတွေနဲ့လည်းတူတူကြည့်ပေးမယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင် Angel Number Oracle Deck လေးပေါ့နော်အဲ့ဒါနဲ့ဒါ collective လေးတွေရဲ့အဆောင်ရှောက် Angel တွေကနေပြီးတော့ဘာတွေပြောနေသလဲသူတို့ကဘာ message တွေပေးချင်နေလဲဆိုတဲ့ message လေးတွေကိုလည်း collective အနေနဲ့ဖတ်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ပထမဆုံး collective လေးတွေရဲ့ energy ကိုစပြီးတော့ကြည့်လိုက်ကြမယ်နော်collective လေးရဲ့ energy ကိုစပြီးတော့ကြည့်ပေးပါမယ်ဒီဗီဒီယိုလာကြည့်နေတဲ့ collective လေးတွေရဲ့ energy ကိုတစ်ချက်လောက်ပြသပေးပါဒီဗီဒီယိုလာရောက်ကြည့်ရှုနေတဲ့ collective လေးတွေရဲ့ energy ကိုတစ်ချက်လောက်ပြသပေးပါcollective လေးရဲ့ energy ကိုတစ်ချက်လောက်ပြသပေးပါကဲ collective လေးတွေရဲ့ energy ကိုကြည့်လိုက်တဲ့အချိန်မှာ base of the deck မှာဘာထွက်လာလဲဆိုလို့ရှိရင် collective လေးတွေမှာ1နှစ်စရာတွေအခုရှိနေလား collective လေးတွေမှာအတိတ်ကပြီးဆုံးသွားတဲ့အရာတွေကိုယ့်အတွက်မဟုတ်တဲ့ဆက်ဆံရေးတွေဆုံးရှုံးသွားတဲ့ဆက်ဆံရေးတွေအတွက်တော့၎င်းမိမိရဲ့ဆုံးရှုံးသွားတဲ့အလုပ်အကိုင်အခွင့်အလမ်းအစရှိသဖြင့်ပေါ့နော်အဲဒီဆုံးရှုံးသွားတဲ့အစင်မပြေဖြစ်သွားတဲ့အရာတွေပြန်ပြီးတော့အဖက်ဆယ်လို့မရတော့ဘူးဆိုပြီးတော့အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ပူဆွေးသောကရောက်နေလားအဲ့ဒီပူဆွေးသောကရောက်နေတဲ့ energy လေးတွေခံစားရပါတယ် collective လေးတွေအနေနဲ့အဲ့ဒီပူဆွေးသောကရောက်နေတဲ့သောကပေါ်မှာပဲအားစိုက်ပြီးတော့ကြည်နေမယ်ဆိုလို့ရှိရင်မိမိတို့မှာရှိနေသေးတဲ့တခြားသောမိမိအတွက်ရှိနေပေးတဲ့လူတွေမိမိကိုချစ်ပေးမဲ့ပုံကိုယ်တွေဒါမှမဟုတ်မိမိမှာရှိနေတဲ့အခြားသောအရေးချင်းတွေပေါ့နော်အဲ့ဒီဥစ္စာတွေကို collective လေးတွေကမမြင်ဘဲနဲ့မိမိတို့ရှေ့ကနေပြီးတော့ပြီးသွားတဲ့အစင်မပြေဖြစ်သွားတဲ့အရာတွေပြတ်တောက်သွားတဲ့ဆက်ဆံရေးတွေအဲ့ဒီတွေအပေါ်မှာပဲ collective လေးတွေအခုဒါဝမ်းနဲ့ပူဆွေးနေရတယ်ဆိုတဲ့အနေအထားမျိုးလေးစိတ်မတက်မတာဖြစ်နေတဲ့အနေအထားမျိုးလေးပေါ့နော်တမြင့်မြင့်ဆွေးဆွေးတနှုံနှုံနဲ့ခံစားနေရတယ်ဆိုတဲ့အနေအထားမျိုးလေးကိုအခုဒီမှာပြသနေပြီပေါ့နော်အဲဆိုဒီ Five of Cups လေးကအဲ့ဒီသဘောတရားလေးပြောတာဖြစ်တယ်နော်အဲဆို collective လေးတွေရဲ့ဒါ main energy ကတော့အဲ့လိုခက်ဆွေးဆွေးလေးပဲပေါ့နော်ဒါပေမဲ့တစ်ပတ်မှာ collective လေးတွေဘာရှိလဲဆိုလို့ရှိရင် collective လေးတွေကအစင်မပြေဘူးလို့ဒီကက်ကလည်းပြတယ်လို့ဒီမှာလည်းရေလှိုင်းနေလို့မငြိမ်မသက်ဖဲနဲ့ဘဝမှာလှိုင်းထန်တယ်အစင်မပြေတာတွေကိုတွေ့ရတယ်နော်စိတ်ပိုင်းဆိုင်ရာအရာတော့၎င်းရုပ်ပိုင်းဆိုင်ရာအရာတော့၎င်းအစင်မပြေမှုတွေပေါ့အဲဆိုတော့မိသားစုနဲ့ကိုယ်နဲ့ရဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်relationship နှစ်ဦးကြားဆက်ဆံရေးပဲဖြစ်ဖြစ်မိမိနဲ့အလုပ်ကိုင်အတွင်းကဆက်ဆံရေးပဲဖြစ်ဖြစ်အထက်လူကြီးနဲ့အောက်လက်ငယ်သားအနေနဲ့မိမိအလုပ်လုပ်ရတဲ့နေရာပဲဖြစ်ဖြစ်မိမိပတ်ဝန်းကျင်ပဲဖြစ်ဖြစ်မိမိရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အားလုံးနှစ်ခုသောအရာတွေကိုbalance ဖြစ်အောင်လို့မငြိမ်မသက်နေတဲ့ကြားတွေကနေပြီးတော့
mane more can be retained yare so any time you live the တွေ့ရတယ်နော် collectively congratulation မှာဘာကြောင့်လဲဆိုတော့တင်တို့ကအဲ့ဒီမငြိမ်မသက်တဲ့အနေအထားမှာကိုတင်တို့ balance လေးဖြစ်နေအောင်လို့မနေ့ထိန်းထားနိုင်တဲ့ပါဝါလေးကိုဒီမှာတွေ့ရပါတယ်နော်အဲ့ဆိုတော့ collective လေးတွေအနေနဲ့ကဒီအချိန်မှာဆိုလို့ရှိရင်ဒီမနေ့ထိန်းထားနေတဲ့ကြားကလည်း collective လေးအနေနဲ့ဘာလို့ဖြစ်လာလဲဆိုလို့ရှိရင် collective လေးတွေရဲ့ဉာဏ်ပညာတော်၎င်းအတွေးတွေတော်၎င်းအဲ့ဒီအတွေးတွေဉာဏ်ပညာတွေရာဆိုလို့ရှိရင်ဒီရှေ့ကမငြိမ်မသက်တဲ့အရာတွေကိုကြုံပြီးွားတဲ့အခါမှာဆိုလို့ရှိရင်ရင့်ကျက်လာပြီဆိုတဲ့အနေအထားကိုပြတယ်ပေါ့နော် Gain of Source ဆိုတော့ဒါအတွေးခေါ်နဲ့ပတ်သက်လို့ရှိရင်အင်မတန်မှရင့်ကျက်သွားပြီလို့ပြောတယ်ရခင်ကအတွေးခေါ်မရင့်ကျက်လို့အစင်မပြေခဲ့တဲ့အရာတွေရှိမယ်ဒါပေမဲ့အတွေးခေါ်အခုအချိန်မှာရင့်ကျက်စွာနဲ့ပဲအားလုံးကို balancing ဖြစ်အောင်ထိန်းနေပြီဆိုတဲ့အနေအထားမျိုးလေးကိုလည်းတွေ့ရတယ်ပေါ့နော်အဲဆို collective လေးတွေအနေနဲ့ကပြောဆိုတဲ့နေရာမှာလည်းပြက်သားသားဖြစ်လာတယ်မိမိရဲ့အမြင်မှာလည်းရှင်းရှင်းလင်းလင်းဖြစ်လာမယ်ဉာဏ်ပညာလည်းပို့ပြီးတော့မှရင့်ကျက်ထက်မြက်လာတယ်ဆိုတဲ့အနေအထားပေါ့နော်အဲ့အခုလောလောဆယ်လဲ collective လေးတွေရဲ့အနေအထားကိုအားလုံး balance ဖြစ်ပြီးတော့တည်ငြိမ်နေအောင်လို့နေရာတစ်ခုမှာထိန်းထားနိုင်တာကလည်း collective လေးတွေရဲ့ဉာဏ်ပညာဖြစ်တယ်လို့ collective လေးတွေရဲ့အဲ့အတွေးခေါ်ရင့်ကျက်မှုကြောင့်လည်းဖြစ်တယ်ဆိုတဲ့ကတ်ကိုဒီနေရာကနေပြီးတော့ပြနေပါတယ်နော်အဲ့ဒါဆို Gain of Source လေးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ collective လေးတွေအနေနဲ့လေအဲ့ဉာဏ်ပညာထက်မြက်မှုကြောင့်ပဲဉာဏ်ပညာထက်မြက်မှုတွေရှေ့ကအစင်မပြေတဲ့အရာတွေကိုကြော်ဖြတ်ပြီးတော့မှအဲ့ဉာဏ်ပညာတွေနဲ့နှစ်ဖက်မြောက်အောင်ထိန်းနေတဲ့ကြားတွေကမှ collective လေးတွေအနေနဲ့ဘာဖြစ်လာလဲဆိုတော့ဒါ awakening ဖြစ်လာတယ်လို့ပြောလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင် judgment gap လေးဆိုတော့ဒီဥစ္စာ major gap ကြတာပေါ့ judgment gap ဆိုတာကကြတော့ဒါတင်နေတဲ့ဘဝကနေပြီးတော့မှပြန်ပြီးတော့ရှင်သန်ထမြောက်လာတယ်ဆိုတဲ့အနေအထားမျိုးအဲ့လိုဆိုတော့ပြောချင်တာကကြတော့မိမိတို့ရဲ့ကိစ္စတွေကတေလူမျောပါဖြစ်ရလောက်တဲ့ကိစ္စမျိုးတွေကပြီးဆုံးသွားပြီးတဲ့အခါမှာမှကိုယ့်ရဲ့ဘဝဆိုလို့ရှိရင်ဒီရင့်ကျက်တဲ့ဉာဏ်ပညာတွေအတွေးအခေါ်တွေကြောင့်ပဲတဖန်ပြန်ပြီးတော့မှနိုးထရှင်သန်လာတယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်ပေါ့အဲဆို collective လေးတွေအနေနဲ့ကဒီ energy အချုပ်ကိုပြောမယ်ဆိုလို့ရှိရင်တော့ရှေ့ကမိမိဆုံးရှုံးခဲ့တဲ့အရာတွေအတွက်အဖက်ဆယ်လို့မရတော့အရာတွေအတွက်ပူဆွေးတော့ကရောက်နောင်တရနေရတယ်ဆိုပေမဲ့လည်းပြန်ပြီးတော့ထိန်းညှိနိုင်ခြင်းတွေအတွေးအခေါ်ရင့်ကျက်ခြင်းတွေအဲ့ဒါတွေနဲ့ collective လေးတွေကအခုချိန်မှာတော့တဲ့ judgment ရဲ့ energy နဲ့ဒါပြန်ပြီးတော့နိုးထဖို့အချိန်တန်နေပြီဖြစ်တယ်မနိုးထရသေးဘူးဆိုလို့ရှိရင်လည်းနိုးထဖို့အတွက်ကိုစိတ်ထဲမှာဒါတွေးလိုက်ပါတော့ဗောနော်အဲ့ဒါကိုယ့်ရဲ့ဒီမှာကြံနေခဲ့တဲ့ခွက်ကလေးတွေကိုတတိမူရမယ့်အချိန်ကိုဒီဘက်မှာရောက်လာပြီဖြစ်တယ်နော်အဲ့ဒါဘာတွေပြန်တတိမူရမလဲဆိုတော့ကိုဟာရှိသမျှအရာအလုံးဆုံးရှုံးသွားတာမဟုတ်ဘဲနဲ့ကိုယ့်ရှိမှာအရေးချင်းနေတော်၎င်းတခြားသောကိုယ့်ရဲ့တန်ဖိုးထားစရာအရာတွေတော်၎င်းကြံသေးတယ်ဆိုတာကို awakening ဖြစ်သွားတာပေါ့နော်အဲ့ဒီဟာလေးပြောတာပေါ့ဒါ collective လေးတွေရဲ့လောလောဆယ် energy ဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင် collective လေးတွေကိုစောစောတော့ပြောထားခဲ့တဲ့အတိုင်းပဲ collective လေးတွေရဲ့အချစ်ရေးမေတ္တာရေးအကြောင်းလေးကိုကြည့်ပေးမှဖြစ်တယ်ပထမတစ်ခုကနောက်တစ်ခုကကြတော့ဗာကြည့်ပေးမလဲဆိုလို့ရှိရင်ငွေကြေးစီးပွားရေးအကြောင်းလေးကြည့်ပေးမှဖြစ်တယ်နော်အခု collective လေးတွေရဲ့မေတ္တာရေးပေါ့ relationship အကြောင်းလေးကြည့်ပေးမှဖြစ်ပါတယ်နော်အဲ့ဆို single တွေလည်းကြည့်လို့ရပါတယ် relationship ရှိတဲ့လူတွေလည်းကြည့်လို့ရပါတယ်เนาะ X နဲ့ပြတ်ထားတဲ့လူတွေလည်းကြည့်လို့ရပါတယ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့เนาะကြည့်လို့ရပါတယ်အဲ့ဆို collective လေးတွေရဲ့အချစ်ရေးအကြောင်းလေးသိချင်ပါတယ်ဆက်လာပြောပြပါcollective လေးတွေရဲ့ချစ်ရေး relationship နဲ့ပတ်သက်တဲ့ energy လေးကိုသိချင်ပါတယ်အခုကနေပြီးတော့တစ်လအတွင်းပေါ့နော် collective လေးရဲ့ရှေ့လာမယ်တစ်လအတွင်း relationship ချစ်ရေးမေတ္တာရေးနဲ့ပတ်သက်ပြီးတော့မှရှင်းပါတယ် King of Cups တဲ့နော် King of Cups, Five of Pentacles, Two of Wands, King of Cups နဲ့ Queen of Cups နဲ့တွေ့ကြပါပြီ။ဟုတ်ပြီ။အဲ့ဆိုတော့ Queen of Cups ကကြတော့ဒီ energy ကကြတော့လေ main energy ဆိုတဲ့အတွက်ကြောင့်မို့ collective လေးတွေရဲ့အချစ်ရေး energy လို့အဲ့လိုကြည့်လိုက်တဲ့အတွက်ကြောင့်မို့
Queen of Cups ကအခုလာကြည့်နေတဲ့ collective လေးရဲ့ energy လို့ထင်ပါတယ်เนาะအဲ့ဒါဆိုတော့ဒီမှာရေလှိုင်းနေကြတဲ့မှာမတည်ငြိမ်တဲ့ရေလှိုင်းနေကြတဲ့မှာပလင်ပေါ်မှာထိုင်နေတယ်ဆိုတော့ collective လေးရဲ့ခံစားချက်အပိုင်းအားကြတော့လေဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့နည်းနည်းလေးတော့လှုပ်ရှားနေသေးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လှုပ်ရှားပေမဲ့လည်းခံစားချက်ကိုတော်တော်လေးထိန်းနိုင်ပြီးတော့မှသူတစ်ပါးရဲ့ခံစားချက်ကိုခံစားချက်ကိုမျှတတွေးပေးနိုင်တဲ့လူဖြစ်တယ်တော့ collective လေးရနော်အဲ့လိုဆိုတော့ဒီမှာ collective လေးတွေကဘယ်လို energy မျိုးရှိနေလဲဆိုလို့ရှိရင် Queen of Cups energy နဲ့စောင့်နေတယ်ပေါ့ဒီမှာလဲ King of Cups ဆိုတော့ King of Cups energy ရှိနေတဲ့လူတယောက်ကလည်း collective လေးတွေရှိကိုလာစရာတော့ရှိရယ်နော်ဒါပေမဲ့လည်းဒီမှာကြည့်ရတဲ့ energy ကလေကင်းပြီးတော့မှ Queen လေးကြားရမယ်ဥစ္စာမှာကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့เนาะအမှန်မှဒီလိုလေးဖြစ်ကြမှာပေါ့ဒါပေမဲ့အခုကဒီမှာဒီလိုမျိုးကြောခိုင်းပြီးတော့ခွာနေတယ်ဆိုတော့လာမယ့်တစ်လအတွင်းမှာဆိုလို့ရှိရင်တော့ collective လေးရှိကိုဒီလိုမျိုး King of Cups energy နဲ့အချစ်တွေကိုခွက်ကြီးနဲ့အပြေးဝပေးမဲ့ King ကရှိတော့ရှိနေတယ်ဒါပေမဲ့လန်ခီးမှာပဲရှိနေတယ်ရောက်မလာနိုင်သေးဘူးဆိုတဲ့ energy ကိုရနေရပေါ့နော်နှစ်ယောက်ကနည်းနည်းကြောခိုင်းထားတယ်ဒီလားနောက်ပြီးတော့ဒီမှာလေCup မှာဆိုလို့ရှိရင်ကြည့်လိုက်တဲ့အခါမှာ Queen ရဲ့မျက်နှာလေးကနည်းနည်း Cup ကိုတော့ကြည့်နေတယ်ဆိုပေပဲကွာသူကလေသူ့စိတ်ထဲမှာနည်းနည်းကျေနပ်မနေသေးဘူးเนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့ဆိုနည်းနည်းအခြေအနေနဲ့ပတ်သက်ပြီးတော့အစင်မပြေတာမျိုးရှိလားဟိုနေ Queen energy ရှိနေတဲ့ကိုတော်ချောလေးတွေမတော်ချောလေးတွေအဲ့လိုမျိုးရှိကြလားတော့မသိဘူးဒီမှာကသူတို့စီကိုလာမဲ့ King ဆိုလို့ရှိရင်လည်း Queen energy ရှိမယ် Queen energy ရှိလို့ရှိရင်လည်း King energy နဲ့အဲ့လိုမျိုးလာမှာကွာဒါပေမဲ့နှစ်ယောက်ကနဲ့ကြောခိုင်းထားတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့တော့ဒါရှေ့လာမဲ့တလားမှာတော့စုံစည်းနိုင်ခွင့်အသိမတွေ့ရသေးဘူးเนาะFire of Pentacle ဆိုတာကျတော့ lacking ဖြစ်တဲ့ energy ပေါ့နော်ကိုရှိမှာမရှိဘူးပြက်လက်နေတယ်ငတ်မွတ်နေတယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့ဒီညမှာငွေကြေးကိုပြောတာမဟုတ်တဲ့အတွက်ကြောင့်မို့အခြေ energy ဆိုတော့အချစ်ကငတ်မွတ်နေအောင်မယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုပုံစံပေါ့နောက်ပြီးတော့သူတို့ကလေဒီမှာသူတို့အတွက်အခွင့်အရေးရှိတဲ့တကားပေါက်ရှိတာတော့မှအဲ့တကားပေါက်ကိုကြော်သွားတယ်ဆိုတော့ပြောရလို့ရှိရင် relationship နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတော့ရခြင်းရမယ်ကွာဒါပေမဲ့ तू ကအဲ့အခွင့်အရေးတွေကိုအခုဒီရှေ့လာမယ်လအတွင်းမှာ तू မမြင်နိုင်သေးဘူးတဲ့နော်ဘာလို့မမြင်နိုင်သေးဘူးလဲဆိုတော့လေ collective လေးတွေကကြတော့ကွာဒီမှာဒီကက်ကနောက်ဆုံးကက်ကလေးကဘာပြောနေလဲဆိုတော့ဒီမှာအဝေးကိုမျှော်ကြည့်နေတယ်စန္ဒလေးတစ်စုံrelationship နဲ့ပတ်သက်တဲ့စန္ဒလေးတခုချစ်သူရည်စားတော့ထားခြင်းပါတယ်ရည်စားထားလို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ် relationship ချိတ်လိုက်မယ်ဆိုလို့ရှိရင်တခုခုဖြစ်လေမလားရှေ့ကိုလည်း तू ကကဘာလုံးကြီးကင်ပြီးတော့တွေးနေတယ်ဆိုတော့သူ့ရဲ့ဘဝသူ့ရဲ့ကဘာမှာအခြေရင်းနဲ့ပတ်သက်ပြီးတော့မှအစင်ပြေမှာလားအစင်မပြေဘူးလားအခြေရကသူ့အတွက်ပူလောင်မှာလားအေးချက်မှာလားအဲ့လိုပုံစံတွေနဲ့ကိုရှေ့ကိုတွေးပြီးတော့မှမျှော်တွေးပြီးတော့မှအစီအစဉ်တွေဆွဲနေတရားရှိတယ်ဆိုပေမဲ့လည်း action ကတော့တကယ်မယူနိုင်သေးပဲနဲ့အခြေရင်းနဲ့ပတ်သက်ပြီးတော့ तू ငတ်မွတ်ပြီးတော့နေရတဲ့အနေအထားမျိုးကို့အနီးနားမှာရှိနေတဲ့အချစ်တွေကိုလည်းသူတိတ်ပြီးတော့ဂရုမစိုက်နိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့ဆိုဘလို့ energy နဲ့ဆက်ဆက်သွားလဲဆိုတော့ရှေ့ရဆုံးရှုံးထားတဲ့ energy တွေကြောင့်ပဲသူ့ရဲ့ဘေးနားမှာရှိနေတဲ့အနီးနားတမိုးထားစရာအရာတွေကိုသူတိတ်မကြည့်နိုင်သေးဘူးဆိုတော့ဒီ energy ကိုတစ်ခါသွားမိပြန်အောင်ပေါ့နော်အဲ့လိုလေးရှိတယ်ပေါ့ကဲ okay အဲ့ဒါဆိုတော့ဒီတလားစာအတွင်းလေးမှာတော့ဆိုလို့ရှိရင် collective လေးတွေအတွက်ကအခြေရေးကို tarot လေးနဲ့ကြည့်လိုက်တဲ့အခါမှာတော့ခြေလေးကတော့အရင်ထူးထူးခြားခြားတော့မလာသေးဘူးပေါ့နော် King of Cups energy နဲ့တော့ကိုချစ်ရမဲ့သူကတစ်ချိန်မှာတွေးစရာတော့ရှိတယ်နော်တွေးစရာရှိတယ်ဆိုပေမဲ့လည်းလောလောဆယ်မှာတော့နှစ်ယောက်ကြောခိုင်းထားတဲ့အခြေအနေလေးကိုတော့တွေးရတယ် okay ဒါကတော့အခုနောက်လာမဲ့တလားစာအတွက်ကဟိုနေ love နဲ့ပတ်သက်တဲ့အချစ်နဲ့ပတ်သက်တဲ့ energy လေးပေါ့နော်အဲ့ဒီဟာလေးကိုပြောတာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်ဘာထပ်ကြည့်ကြအောင်မလဲဆိုလို့ရှိရင်ငွေရေးကြေးရေး career နဲ့ပတ်သက်တဲ့ energy လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်နော်ကဲ collective လေးတွေအတွက်အဲ့ဒါဆိုတော့ဒါလေးတွေကိုနည်းနည်းထပ်ထားလိုက်မယ်နော် okay ဒါအခုထပ်ထားလိုက်လို့အပေါ်လာတဲ့ကက်ကလေးတွေက relationship energy လေးပါထောက်လာမဲ့တလားစာမှာဘာ energy လေးကြည့်ပေးမလဲဆိုရင် collective လေးတွေအတွက် financial energy ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ energy wow မထုတ်ရသေးဘူးတကယ်တော့ထွက်လာပြီကျေးဇူးရှင်တို့ရေကြည့်ကြပါဦး
ကျေးဇူးရှင်တို့ရေတကတ်တော့ထွက်လာပြီးမိုက်လိုက်တာ Empress အေးနော်ကို energy ကနည်းနည်းရနေတယ်စုပ်နဲ့လက်နဲ့မှာဆိုလို့ရှိရင်လေစုပ်ကပါအခြေရေးကိုပြောရလားဟာလားလက်ကတော့ဝင်မဲ့ပုံမှာရှိရနော်အခြေရေးအစ်မပြေကြဘူးလားမသိဘူးကိုလူတို့ okay collective လေးရဲ့အခြေနဲ့ပတ်သက်ပြီးတော့ဒီမှာ3ကတ်ထွက်လာပြီယူလိုက်တော့မယ်နော်စောစောကတော့ချိုးလိုက်တယ်အခုမချိုးဘဲနဲ့ထွက်လာပြီကဲလောက်ကြပါအောင်ကြည့်ကြပါအောင်ငွေကြီးနဲ့ပတ်သက်လို့ကဲ3 of wands ဟုတ်ပါပြီကဲ collective လေးတို့ကြည့်ကြပါအောင် Empress energy နဲ့ထွက်လာတာเนาะအဲ့ဒါဆိုပြည်စုံအကုန်လုံးကြွယ်ဝခြင်းတွေကိုတွေ့ရတယ်အဲ့ဒါဇိမ်ရှိရှိနဲ့စားစရာတောက်စရာရောဥစ္စာယရနာရောပေါ်ကြွယ်ဝခြင်းပြီးတော့ divine feminine energy မျိုးတွေ့ရတယ်ပေါ့เนาะအဲ့ဒါဆိုတော့အခုလာကြည့်တဲ့ထဲပါဆိုလို့ရှိရင်အမျိုးသမီးလေးတွေများမလားเนาะအဲ့လိုမျိုးတွေတွေ့ရတယ်ဒီမှာကျန် Empress ကြာပြီးတော့မှကျွန်တော် one stay ပဲเนาะအဲ့ဒါဆိုတော့ဘယ်လိုပြောရမလဲဆိုတော့ဒီမှာလဲငွေကြေးနဲ့ပတ်သက်တဲ့ကောင်ဒီဒီမှာအောင်မြင်မှုရမယ်လို့ပြောထားတယ်เนาะအဲ့ဒါဆိုတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ပတ်စံတွေများရတာတို့အဲ့လိုမျိုးလာစာတက်တာယာဒူးတိုးတာအဲ့လိုတွေများ celebration လုပ်ရမယ့်အနေအထားလေးများရှိနေလားအခုဒါအဲ့လို energy လေးရနေတယ်เนาะဒီမှာလဲကြည့်ပါအောင် one state ထဲမှာအမြင့်ဆုံး king of one state เนาะ king of one ဆိုတော့ तू ကအဲ့ငွေကြေးရေးကိုအခုenergy ကလေမိတဲ့ဟာလေးကဘယ်လိုဟာမျိုးလေးလဲဆိုတော့ကိုယ်တိုင်ကထွင်ပြီးတော့မှငွေရအောင်လုပ်ထားတဲ့စီးပွားရေးကနေပြီးတော့မှအကြီးအကျယ်အောင်မြင်နိုင်တယ်လို့အဲ့လိုထင်တယ်เนาะဒီမှာbase of the deck မှာဆိုလို့ရှိရင်လေမိမိရဲ့ဆန္ဒတွေမိမိရဲ့တီထွင်ကြံစားမှုတွေမိမိရဲ့ဖန်တီးမှု creation ပေါ့လေအဲ့လိုတီထွင်ဖန်တီးမှုတွေကြောင့်လုပ်ထားတဲ့မိမိရဲ့စီးပွားရေးကိုတူကိုခြုံထားတဲ့စီးပွားရေးလေးပေါ့အဲ့စီးပွားရေးကိုဒီမှာစတင်ပြီးတော့မှအခြေစားချပြီးတော့လုပ်နေတဲ့အဲ့စီးပွားရေးလေးကနေပြီးတော့မှဒါအခြေအနေကောင်းတွေရရှိလာတယ်ဆိုတဲ့အနေအထားမျိုးပေါ့အဲ့ဒါဆိုတော့good luck ပါဘာလို့လဲဆိုတော့ collective လေးတွေကစောစောကတလားစာကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အခြေရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းကန်ခေနေသေးတယ်မကောင်းသေးဘူးဆိုပေမဲ့လည်း right person ဆိုတာစောင့်ရတယ်လीเนาะအခုကျတော့ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့မှအရန်အဆင်ပြေပါတယ်မိမိဆန္ဒပြုထားတဲ့ဥစ္စာတွေမိမိဆန္ဒအလျောက်လုပ်ထားတဲ့အရာတွေကနေပြီးတော့အသီးပွင့်တွေခံစားရမယ်ဆိုတဲ့အနေအထားမျိုးတွေကိုတွေ့နေရပါတယ်เนาะEmpress energy king energy ဆိုတော့နောက်ပြီးတော့ collective လေးတွေကငွေရတဲ့အခါမှာဆိုလို့ရှိရင် collective လေးတွေဒီမိမိရဲ့အလုပ်မှာကိုယ်ပိုင်စီးပွားရေးပဲဖြစ်ဖြစ်ဝန်ထမ်းမှာပဲဖြစ်ဝန်ထမ်းမှာဆိုလို့ရှိရင်လဲကွာယာရူးတနေရရအောင်မိမိရဲ့အရေးအချင်းနဲ့တနေရရအောင်ရထားပြီးတဲ့ပုံကိုယ်တွေဖြစ်တယ်သူတို့အောက်မှာအောက်လက်ငယ်သားရှိမယ်သူက stable ဖြစ်တဲ့ယာရူးတစ်ခုရှိလိမ့်မယ်အဲ့ဒီဥစ္စာကနေပြီးတော့မှသူငွေကြေးရမယ်နောက်ပြီးတော့ပျော်စရာသတင်းစကားတွေလည်းကြားရတာမျိုးအဲ့ celebration ဆိုပြီးတော့မှဒါအပေါင်းဖော်တွေနဲ့ပျော်ရွှင်နှွှဲရတာမျိုးတွေအဲ့လိုပုံစံမျိုးတွေကိုလည်းတွေ့ရတယ်ဗျာနော်ပြီးတဲ့အခါမှာဆိုလို့ရှိရင်လည်းဝန်ထမ်းမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုပိုင်ထောင်ထားတဲ့စီးပွားရေးဆိုတော့ကိုကအုံနာပေါ့လုပ်ငန်းရှင်ပေါ့အဲ့လိုပုံစံမျိုးဘာကြောင့်အဲ့လိုပြောလဲဆိုတော့ဒီမှာအကြီးမှုကတ်တွေနှစ်ကတ်တွေ့ရပြီးတော့ဒီမှာအောင်မြင်ခြင်းကိုလည်းတွေ့ရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့အခုလာမဲ့တလားစာအတွက် collective လေးတွေရဲ့ energy ရဲ့ဒါအချစ်ရေးနဲ့ပြီးတော့ဒီဟာလေးကကြတော့financial energy ပေါ့ငွေကြေး energy လေးကိုကြည့်ပြလိုက်တာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် tea leaf လေးကကံကြမ္မာနဲ့ပတ်သက်ပြီးတော့ဘာတွေဖြည့်ပြောပေးမလဲဆိုပြီးတော့ဒီ tea leaf ကလေးကိုကြည့်လိုက်မယ်နော် tea leaf လေးဟုတ်ပါပြီအခုဒီ collective လေးတွေအတွက်ကိုဖြည့်ဆွတ်ပြီးတော့ပြောချင်တယ်ဒါလေးတစ်ချက်လောက်ဒီကပြောချင်တယ် please stay there fortune လာစားအတွင်းမှာပြပေးပါနှက်ကကြသွားတယ်เนาะခဏလေးရှူလိုက်မယ်ဒါလေးကတကက်ဟောဒီမှာဒါလေးကတကက်ဘိုး
အောက်ဆုံးကတ်လေးယူလိုက် okay okay ကက်ကလေး၄ကတ်ထုတ်လိုက်ပါတယ်ကြည့်ကြရအောင်မိုက်လိုက်တာမျိုးတို့ရဲ့အရင်မိုက်တယ်နော်ဆက်စရာလေး obstacles to overcome ကဲကြည့်ကြပါအောင်ဒီမှာ hills တောင်ကုန်းတောင်တန်းတွေကိုပြထားတယ်နော်အဲ့ဒါဆို obstacles တွေအတားအဆီးတွေ to overcome နဲ့အောင်မြင်မှုကရမယ်ငွေကြေးလည်းအဆင်ပြေမယ်အဲ့ငွေကြေးအဆင်ပြေဖို့အတွက်ကိုအားစိုက်ပြီးတော့မှဒီကြော်လွှားရမယ့်အရာတွေရှိတယ်နော်အဲ့ဒီဥစ္စာလေးကိုသူကပြောတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာလည်းအမြင့်ကိုတက်မှာပဲဒီမှာလည်းအမြင့်ကိုတက်မှာပဲ ladder လှေကားလေးကိုတွေ့တယ်နော် climbing towards success တဲ့အောင်မြင်မှုရှိကိုသွားဖို့အတွက်ကိုတဲ့တက်ခြင်းဖြစ်ပါတယ်တဲ့အဲ့ဆိုကျန်အောင်မြင်မှုရှိကိုသွားဖို့အတွက်ဒီမှာလည်းတောင်တန်းဒီမှာလည်းလှေကားဆိုတော့အမြင့်တနေရာကိုတက်တော့မှာအဲ့ဒါဆိုတော့ဆော့ဆော့ယာဒူးတိုးတယ်လို့လည်းပြောထားတယ်ဆိုတော့ယာဒူးတိုးတာတော့အလောက်ကင်အခွင့်အလမ်းမှာငွေပိုရလက်တွေတိုးလာတာတော့เนาะအဲ့ဒီဟာတွေကိုတွေ့နေရတယ် you are highly thought of တဲ့ဆော့ဆော့ပြောတယ်မိမိတွေးထားတဲ့မိမိရဲ့အကြံစီစံနာတွေအဲ့ဒီအတိုင်းသွားတဲ့အခါမှာမြင့်မြင့်မာမာတွေးတဲ့အတွက်ကြောင့်မို့အဲ့မြင့်မာတဲ့အတွေးတွေကြောင့်တွေးခေါ်မှုတီထွင်ကြံစမှုတွေကြောင့်ပဲအောင်မြင်မှုရမှာလို့ပြောတယ်เนาะဒီမှာ highly thought of တဲ့ကြည့်ပါဦးမြင့်မြင့်မာမာမင်းတွေးတတ်တယ်တဲ့အဲ့လိုမျိုးလေးပြောတယ်နောက်တစ်ခုကကြာtower ကြောင့် solid foundation နဲ့အခြေခိုင်တဲ့ foundation တွေကိုခိုင်မာတဲ့ foundation တွေကိုတည်ဆောက်ပြီးတဲ့အတွက်ကြောင့်မို့လဲ success with effort တဲ့ success အောင်မြင်မှုတည်တဲ့ with effort တဲ့စိတ်အားနဲ့တကွာဖြစ်တဲ့အောင်မြင်မှုရပါမယ်တဲ့အဲဒါဆိုအားစိုက်လေးအောင်မြင်လေးလို့ပြောတယ်ဒီမှာလဲပြောတယ် ladder လှေကားဆိုတာလဲအားစိုက်ပြီးတော့တက်မှအမြင့်ကိုရောက်တယ်တောင်ကုန်းတောင်တန်းတွေကလည်းအားစိုက်ပြီးတော့တက်တော့မှအဲ့ဒီအဓာတ်စီးတွေကိုကျော်လွန်ပြီးတော့တောင်ထိပ်ကိုရောက်မှာဖြစ်တယ်အဲဆိုသူပြောချင်တာကကြတော့ဇွဲမလျှော့ပဲနဲ့ဆက်ပြီးတော့မှကိုကအပင်ပန်းခံပြီးတော့လှုပ်ဆောင်တဲ့အရာတွေကိုလှုပ်ဆောင်မှာကိုပေးဆက်သမျှတစ်ချိန်မှာဒီတောင်ထိပ်ကိုရောက်ကမယ်ဒီတာဝါရဲ့အမြင့်ဆုံးတစ်နေရာကိုရောက်ကမယ်ဆိုပြီးတော့သူကမှားနေတာလေးဖြစ်ပါတယ်เนาะအဲဆိုတော့ဒါအောင်မြင်မယ်ဆိုတာကြတော့တေချာတလောက်ရှိပြီအဲ့အောင်မြင်မှုမှာဆိုလို့ရှိရင်လွယ်လွယ်လေးတော့မဟုတ်ဘူးကို့မှာစူးစမ်းမှုတွေအားထုတ်မှုတွေအစီအစဉ်မှုတွေပလန်ချမှုတွေအဲ့လိုဟာမျိုးတွေရှိတယ်ဆိုတဲ့အနေအထားမျိုးတွေ့နေရတယ်ပေါ့เนาะအဲဆို angel number oracle deck လေးကဒီ collective လေးတွေရဲ့အနီးနားမှာရှိနေတဲ့ကိုစောင်းnetတွေတော့၎င်း angel တွေတော့၎င်း net demand တွေတော့၎င်းသူတို့တွေက collective လေးတွေကိုဘာတွေများနောက်ဆုံး message လေးပေးခြင်းနေလဲ collective လေးတွေရဲ့ soul နဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်နှလုံးဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးလေးတွေနေထိုင်ကျင့်ကြံဖို့အတွက်ကို energy လေးတွေပေးခြင်းနေလေပေါ့နော်အဲ့ဒီအရာလေးကိုတစ်ချက်လောက်မေးပြီးမှဖြစ်ပါတယ် collective လေးတွေအတွက်ပြပေးပါအောင်collective လေးတွေအတွက် collective လေးတွေရဲ့ angels တွေ higher self တွေပေါ့နော် net demand တွေအနီးနားမှာရှိတဲ့ကိုစောင်းနဲ့အဆောင်ရှောက်ပုဂ္ဂိုလ်သူတော်ကောင်းတွေပေါ့နော်သူတို့တွေကဘယ်လို message လေးတွေများပေးခြင်းနေပါသလဲ collective လေးတွေလောက်ရမယ်အရာလေးတွေချိုးလိုက်ပါမယ်နော်နှကတ်ထုတ်ပါမယ် thank you ဟုတ်တယ် collective လေးတွေဒီမှာကြည့်ပါဦး energy တအားကြိုက်တာပဲဒီမှာလေ one stay ဒီမှာဆိုလို့ရှိရင်ဒီဥစ္စာ creativity ကောင်းတဲ့စုံတိထွင်ပုံကိုယ်တွေရဲ့အမြင့်ဆုံးစွမ်းအင်ကိုပြောတာဒီ King of Wands ကဒီမှာ creative expression ကိုပြောတယ် creative expression နဲ့ express your creativity တဲ့မင်းရဲ့တီထွင်နိုင်စမ်းကိုတဲ့ express တဲ့လူတွေသိအောင်လို့ပြလိုက်စမ်းပါတဲ့ it will lead to the existing opportunities in the future တဲ့အဲ့ဒါဆိုတော့
collective လေးတွေအနေနဲ့စိတ်ထဲမှာဘာတွေကြံစည်ထားပြီးတော့သူများနဲ့မတူတဲ့ idea လေးတွေရှိလဲငွေဝင်မှုအဲ့လိုမျိုးလုပ်နေတယ်အောင်မြင်မှုလုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုပြက်ပြက်တတ်တာ action ယူပြီးတော့လုပ်လိုက်ပါ express လုပ်ပါတဲ့လောကကြီးကိုကိုယ့်ရှိမှာဒီလိုအကြံစီအကြံဉာဏ်တွေနဲ့ဒီလိုဖန်တီးနိုင်စွမ်းတွေရှိတယ်ဆိုတာကိုရဲတင်းတင်းချပြလိုက်ပါ express လုပ်လိုက်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်တော့မင်းရဲ့ future အနာဂတ်မှာ opportunities အခွင့်အလမ်းတွေရလာမှာဖြစ်ပါတယ်တဲ့အဲဒါကြောင့်မို့ကိုယ့်ဘက်ကိုစိတ်ထဲမှာပဲကိုယ့်အတွေ့အကြံတွေနဲ့လှုပ်ဆောင်ဖန်တီးခြင်းတဲ့အရာတွေမသိမ်းထားပါနဲ့ဖန်တီးပါတီထွင်ပါစုံတီထွင်ပညာရှင်တွေဖြစ်လာနိုင်ပါတယ်เนาะအရန်ကောင်းတယ်နောက်တစ်ခါကျတော့ divine guidance တဲ့အဲ့ဒါဘာပြောတာလဲဆိုလေ trust တဲ့ယုံကြည်ပါတဲ့ the guidance of your angels တဲ့မင်းရဲ့ဘေးနားမှာရှိတဲ့ကိုယ်ဆောင်နဲ့တွေမင်းရဲ့အတွင်းရစိတ်ရ intuition ကပြောနေတဲ့အရာတွေ higher self ကပြောနေတဲ့အရာတွေအဲ့ဒီအရာတွေကိုငြိမ်ငြိမ်သက်သက်ကလေးနဲ့နားထောင်ပြီးတော့လိုက်နာကြည့်ပါတဲ့ they are leading you towards greatness တဲ့မင်းကိုတဲ့ကြီးမြတ်တဲ့အရာတွေစီကိုသူတို့ကဥတီပြီးတော့ခေါ်ဆောင်ပေးသွားပါမယ်သူတို့ကလမ်းညွှန်ပေးပါလိမ့်မယ်တဲ့အဲ့လိုလေးပြောတယ်နော်အဲ့ဆိုအရန်ကောင်းပါတယ်အဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင် tarot ကြည့်တယ်ပြီးတော့ fortune card တွေကြည့်တယ်ကြည့်ပြီးတဲ့အခါမှာဒီက angel message ကြည့်လိုက်တယ်အကုန်လုံးက energy တွေကိုက်နေအောင်တွေ့ရပါတယ်အဲ့ဒါကြောင့်မို့ဒါဒီနေ့အတွက်ကတော့အခုလာကြည့်တဲ့ collective လေးတွေအတွက်ကိုဆိုလို့ရှိရင် message တွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါကြောင့်မို့ collective လေးအနေနဲ့လည်းရှောင်းရန်ဆောင်ရန်အနေနဲ့ရှောင်းဆောင်စရာလေးတွေကိုဒီတဲကအတိုင်းပဲလိုက်နာပြီးတော့ကျင့်သုံးကြပါအကျိုးကျုပ်အပြင်ပြောမယ်ဆိုလို့ရှိရင်တော့ collective လေးတွေကအောင်မြင်မဲ့သူတွေအေကံမုတ်ချပဲဖြစ်ပါတယ်ဒါပေမဲ့ collective လေးတွေဘာလုပ်ကြမလဲ effort ဆိုတဲ့ site အားတည်တည်ချာချာပုံမှန် site ထုတ်ရမယ်ပေးဆက်မှုရှိမှပေးဆက်မှုကောင်းမှလည်းရလမှုကောင်းမယ်ဆိုတဲ့အနေအထားမျိုးပြီးရင် collective လေးတွေကတီထွင်ဉဏ်ရှိသည့်အတွက်ကြောင့်မို့ collective လေးတွေတီထွင်ခြင်းနေတဲ့အရာကြံစားခြင်းနေတဲ့အရာအသစ်စမ်းသစ်ပြီးတော့မှငွေရှာခြင်းနေတဲ့အရာတွေကိုဒီတိုင်းမသိမ်းထားပါနဲ့တဲ့စန္ဒတွေမှာထုတ်ဖော်ပြီးတော့အလုပ်လုပ်လိုက်မယ်ဆိုလို့ရှိရင်အောင်မြင်မှုကလက်တကမ်းမှာပဲရှိပါတယ်လို့သူကပြောထားပါတယ်เนาะအဲ့ဒါဆိုလို့ရှိရင် collective လေးတွေကိုဒါဒီနေ့ပြောကြရင်းနဲ့ပဲဒီTarot Hall ပေးတဲ့အရာလေးကိုရပ်နာလိုက်ပါမယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်အားလုံးကျမ်းမာချမ်းသာပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နိုင်ကြပါစေမိမိချစ်တဲ့ပုံကိုယ်တွေနဲ့လည်းပျော်ရွှင်ချမ်းသာစိတ်ချမ်းသာစွာနဲ့အသက်ရှည်ရှည်အနာကင်းစွာနဲ့နေထိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်